Hello，ဒီနေ့ကတော့ကျက်သွန်နေတဲ့အေးလက်ဆောင်ရထားလို့ကျက်သွန်ကြော်စားပါမယ်ရှင်။ကျက်သွန်ကိုအခွန်ခွာပြီးတော့တခြားလေးရေးဆေးပြီးလီပါမယ်။လီတဲ့အခါမှာဒီလိုအကွင်းလေးတွေနဲ့လီပါမယ်။ဘာလို့အကွင်းလေးလီလဲဆိုတော့ကြော်တဲ့အချိန်မှာလှအောင်အကျက်လေးညီအောင်လို့အကွင်းလေးလေးလိုက်တာပါရှင်။ကိုကြိုက်တယ်လို့လီနိုင်ပါတယ်ဒီပုံစံလေးကမှကျမအကြိုက်ဖြစ်တာပေါ့နော်။ဒီလိုမျိုးစိတ်ရှိနဲ့အကွင်းလေးပြီးကြရင်တော့ကျမတို့ကခဏလေးကြရင်မုံနစ်ဖြိုရပါမယ်မုံနစ်ကိုဒီတစိတ်လေးတုံးထားပါတယ်ကိုကြားရတဲ့စိတ်တုံးလို့ရတယ်ဒါကျတော့တမ်ပူရာမုံပေါ့နော်ရှေးဟာလေးတုံးပြထားပါတယ်မုံနစ်အမုံကို3စွန်း4စွန်းလောက်ထည့်ပါမယ်4စွန်းလောက်ပေါ့နော်ထည့်ပြီးကြလို့ဆိုရင်ကျမတို့ရေလေးကိုအများကြီးတစ်ခါလေးမထည့်ပင်နဲ့ဖြည်းဖြည်းချင်းထည့်ရပါမယ်ရှင်ဒီလိုမျိုးလေးနည်းနည်းချင်းစီထည့်ပြီးတော့မွေရပါမယ်အများကြီးထည့်လို့ဆိုရင်ရေကျဲသွားပြီးတော့ကြော်ရဲ့ချိန်ကျရင်အကြော်မုံနဲ့ကျွတ်သွန်တွေကမကတ်တော့ဘဲနဲ့တခြားစီဖြစ်သွားတယ်လို့ပါအထဲကိုစကူစာဟင်းခမုံပြီးတော့နွင်းလေးထည့်ပါမယ်ပြီးတော့အယောင်လေးလာအောင်လို့အယောင်တင်မုံလေးရောထည့်ပါမယ်ရှင်ကိုကြိုက်တဲ့အရာဓာလေးပေါ့နော်ဆက်လို့ရပါတယ်ပြီးရရင်ကျမကကြက်သားမုံလေးရောသုံးပါတယ်ရှင်ကြက်သားမုံလေးရောထည့်ပြကြပြီဆိုရင်တခြားလေးဝင်ပြီးထားရပါမယ်မွေရဲ့ချိန်မှာလဲပေါ့နော်ရေကိုလိုရင်လိုတလို့ကြားထဲမှာဖြစ်နေနည်းနည်းချင်းစီဖြစ်ချင်းစီလိုက်ပြီးတော့ထည့်ပြီးတော့မွေပေးရပါမယ်ရေကိုအဲ့လိုပဲနည်းနည်းချင်းစီလိုတလောက်လိုက်ပြီးထည့်ပေးရမယ်ပေါ့နော်ဒီလိုမျိုးအရှင်နေဆိုရင်ပြစ်လာပြီဆိုရပါပြီရတာမြည်ကြည့်လို့အဆင်ပြေဆိုရပါပြီခုနကလီထားတဲ့ကျွတ်သွန်အကွင်းလေးတွေကိုဒီလိုမျိုးပုံမှန်ပြထားတဲ့အတိုင်းပဲအဲ့လိုပေါ့နော်အကွင်းလေးဖြစ်အောင်လို့အဲ့လိုမျိုးလက်နဲ့ခြိပြီးရပါမယ်ပုံမှန်ပြထားတဲ့အတိုင်းပဲလုပ်ပြလိုက်ပေါ့နော်ဒါဆိုဒီလိုမျိုးလေးရသွားပါပြီဆိုရင်အဲ့ထဲကိုခုနကဖြုတ်ထားတဲ့မုတ်အနစ်လေးတွေလောင်းထည့်ပါမယ်ရှင်လောင်းထည့်ပြီးတော့ကျမကလက်နဲ့ဘာလို့မမွေလဲဆိုတာလက်နဲ့မွေလိုက်ရင်ကြည်သွားမှာဆိုလို့ဒီလိုဇွန်နဲ့ပဲခက်ဖွားလေးကိုမှတေချာနန်းနန်းဆက်လေးမွေပြရပါမယ်မုံနဲ့ကလည်းဒီလောက်ဆိုအနီတော်လေးပေါ့နော်ဒါမှမုံနဲ့လေးကကျွတ်သွန်လာကက်ပြီးတော့ကြော်တဲ့ချိန်ကျရင်မမွလေးဖြစ်မှာပါစားတဲ့ချိန်ကျရင်လည်းအဆင်ပြေမှာပေါ့နော်ပြီးတော့စားကြောရပါမယ်မီးဖွင့်ပြီးတော့စီကိုလိုသလိုထည့်လို့ရပါတယ်စီကလက်နဲ့ဆန်ကြည့်လို့အပေါ်ကနေအငွေးရိုက်လာပြီဆိုရင်စပြီးတော့ကြိုကြည့်လို့ရပါပြီရှင်ကြော်တဲ့အခါမှာလဲပေါ့နော်မီးအရင်မပြင်းဖို့တတိထားရပါမယ်မီးအရင်ပြင်းသွားလို့ဆိုရင်အပြင်ကကျက်တယ်ပေါ့နော်အပြင်ကကျက်တယ်ဒါမှမဟုတ်တူးတယ်အထက်ကကျတော့မကျက်ဘူးအထက်ကကျတော့အဲ့လိုဆူဆူအီအဲ့လိုဖြစ်သွားတယ်လို့ပါအဲ့အားကြောင့်မလို့ကြော်တဲ့ချိန်ကျရင်မီးကိုအတက်နိုင်ဆုံးအီထားပြီးတော့အထက်ရအောင်အကျဉ်းညီအောင်လို့ကြော်ပေးရပါမယ်ဒီလိုမျိုးဆိုရင်ရပါပြီရှင်ရွှေအိုရောင်လေးတန်းလာပြီဆိုရင်စားလို့ရပါပြီကျမတို့ရှိတဲ့အချင်းလေးနဲ့ ready မဲ့အချင်းပဲစားလိုက်ပါတယ်မကြီးချင်လဲဆိုရင်ပူလိုက်တာပေါ့နော်ကျမကထမင်းပူလေးနဲ့အကျော်လေးနဲ့စားချင်လို့ထမင်းလဲချက်ပြီဆိုတော့စားလိုက်ပါဦးမရှင်စားကြပါဦးရှင်အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပါရှင်